ဒီလောက်ရေစရာကောင်းတဲ့အစာစားနည်းမျိုးတစ်ခါမှမမြင်ဘူးပါဘူးသူကစမ်းတဝစ်ကိုဖဲထုတ်ချတယ်လို့မျိုးစားတာပါပေါင်မုံချက်တွေကိုဖဲငွေတယ်လို့မှွေပြီးတဲ့နောက်ပါဇက်သေးကိုတခါတည်းအကုန်ထိုးထည့်လိုက်တော့တာပဲဒါကိုကြည့်နေတဲ့ဘဲကတော်တော်လေးသဘောကျနေခဲ့တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲငန်းကဘဲရဲ့ခောက်ဆွဲတွေကိုလူစားပစ်လိုက်တဲ့အစာပိုင်းမှာဘဲကစိတ်မရှိပေမဲ့မမျော်လင့်ပဲခောက်ဆွဲစားပြီးတဲ့နောက်ငန်းကသူ့ရဲ့ပေါင်မုံကိုပါထပ်ပြီးပြစ်မှတ်ထားလာပြန်တယ်ဘဲကအရှုံးမပေးပဲငန်းကိုမတရားဘူးဆိုပြီးဒေါသတကြီးဆဲဆိုပါတော့တယ်ဒါပေမဲ့ငန်းကရက်တက်မဲ့အစာဖိတ်ဆင်သွားတဲ့ကော်ဖီတွေကိုတုပ်ဖို့အတွက်အဲ့ဒီပေါင်မုံကိုတုံးပစ်လိုက်တယ်ဒေါသဥပေါက်သွားတဲ့ဘဲကကိတ်မုံတစ်ခုကိုလှမ်းယူဖို့ကြိုးစားပေမဲ့စားခါနီးအချိန်မှာပဲငန်းကကိတ်မုံကိုအနောက်ဘက်ပြန်လှည့်ပစ်လိုက်တယ်ဘဲကနောက်ဆုံးကြံတဲ့ပဲစိမ့်ပကံကိုအလောတကြီးလှမ်းယူပေမဲ့လည်းအလကားပါပဲငန်းကပိုက်တစ်ချောင်းရှာတွေ့သွားပြီးပဲစိမ့်တွေကိုသူ့ပါဇက်ထဲတစ်လုံးချင်းစီအမြန်ဆုပ်သွင်းပစ်လိုက်တယ်အကြီးကျယ်ဒေါသထွက်သွားတဲ့ဘဲဟာရေခဲတစ်တာစီတိတ်တဆိတ်သွားပြီးထူးခြားတဲ့လက်ကွက်တွေဝက်ထားမှန်းတိတာလာတဲ့အထူးလောက်ဟောတော့တစ်ခုကိုထုတ်လိုက်တယ်ပြီးတော့ဝမ်းကွဲလို့လှမ်းအောင်လိုက်တာပေါ့ငန်းကအစားအစာကိုမြင်တော့ဘာမှမစင်စားပဲစားပစ်လိုက်တယ်အဲ့ဒီနောက်ဘဲကအကြောင်းအတန်ကိုလိုက်တူလိုက်တဲ့အခါအတန်ကိုကြားယုံနဲ့တင်ငန်းကခွေးပေါက်လေးတစ်ကောင်လိုချက်ချင်းဝစ်ဆင်းသွားတော့တယ်အစီအစဉ်အောင်မြင်သွားတာကိုမြင်တဲ့ဘဲကအယိုးတစ်ချောင်းကိုချက်ချင်းထုတ်ပြီးငန်းကိုအပြင်ရောက်အောင်မျှခေါ်လိုက်တယ်ပြီးတော့နောက်ကနေအမြန်လိုက်သွားပြီးတကားကိုပိတ်လိုက်တာပေါ့ငန်းတယောက်အထဲပြန်မဝင်နိုင်တော့ဘူးလို့သူထင်နေခဲ့တာဒါပေမဲ့မမျှော်လင့်ပဲနောက်တကားမှာအပေါက်ကြီးတစ်ခုဖြစ်နေတာကိုသူရုတ်တရက်မြင်လိုက်ရတဲ့အန်ဒီရဲ့အငွေ့သက်ကိုခံစားမိတာကြောင့်ရေခဲတစ်တာစီအပြေးလွှားသွားကြည့်တဲ့အခါမှာတော့ငန်းကအထဲမှာအေးလူလူစားတောက်နေတာကိုပဲတွေးလိုက်ရပါတော့တယ်